နီကိုဝီလီယမ်စ်ကို6နှစ်စာချုပ်နဲ့ခေါ်ယူဖို့သဘောတူညီမှုရရှိခဲ့တဲ့ဘာစီလိုနာဘောလုံးကျသူများအတွက်ကျမတို့ရဲ့1 million channel လေးကပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်။ဘာစီလိုနာအသင်းကဘီဘာအိုကတောင်ပန်တိုက်စစ်ကစားသမားနီကိုဝီလီယမ်စ်ကိုခေါ်ယူဖို့သဘောတူညီမှုရရှိခဲ့ပြီဖြစ်ပြီး6နှစ်စာချုပ်နဲ့ကမ်းလှမ်းခဲ့တယ်လို့သိရပါတယ်။ဒီပြောင်းရွှေ့မှုဟာတိတ်မကြခင်မှာပဲအဆုံးသတ်တော့မယ်လို့သတင်းတွေလည်းထွက်ပေါ်နေပါတယ်။ Ford Mercado ရဲ့ဖော်ပြချက်အရဘာစီလိုနာကဝီလီယမ်စ်နဲ့2031နွေရာသီထိနျူကတ်မှာဆက်ပြီးတော့ရှိနေစေမဲ့6နှစ်စာချုပ်အတွက်ကနဦးသဘောတူညီမှုရရှိခဲ့တာဖြစ်ပါတယ်။ဒီတောင်ပန်ကစားသမားကစပိန်လက်ရွေးစင်အသင်းမှာသူနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးတည်ဆောက်ထားတဲ့ဆက်ရုပ်သက်ကျယ်ဝင်လာမရမယ်နဲ့ပူးပေါင်းတော့မှာဖြစ်ပါတယ်။ဟန်စီဖလီရဲ့တိုက်စစ်ပိုင်းအစီအစဉ်တွေမှာအားကောင်းတဲ့တောင်ပန်တွဲဖက်မှုဖြင့်ပါဝင်လာမဲ့ဝီလီယမ်စ်ကဒီပြောင်းရွှေ့မှုအောင်မြင်ခဲ့ရင်တော့ဘာစီလိုနာမှာတစ်နှစ်ကိုယူရို12တန်းရရှိမယ်လို့ခန့်မှန်းရပါတယ်။ဘာစီလိုနာရဲ့ဝီလီယမ်စ်ပေါ်မှာစိတ်ဝင်စားမှုကတစ်နှစ်ကျော်ကလေးကစတင်ခဲ့တာမှာကလန်နီနဲ့ပြီးခဲ့တဲ့နွေရာသီကလေးကသူ့ကိုထိတ်တန့်ပြစ်မှတ်ဖြစ်သတ်မှတ်ခဲ့ပေမဲ့ဒန်နီအော်မိုကိုခေါ်ယူမှုကြောင့်ကလန်ရဲ့ဘန်နာရဲ့အရင်းမြစ်တွေတင်းကျပ်သွားခဲ့တာကြောင့်နောက်ထပ်ထိတ်တန့်ကစားသမားခေါ်ယူဖို့အစီအစဉ်တွေကိုရွှေ့ဆိုင်းခဲ့ရပါတယ်။ဝီလီယမ်စ်ရဲ့အေဂျင့်အဖွဲ့နဲ့ကလပ်မှုဆောင်တွေကြားမှာအဆိုပြုထားတဲ့ပြောင်းရွှေ့မှုရဲ့မူပေါင်းကိုချုံမွေးစေဖို့မကြာသေးမီကအစည်းအဝေးများစွာပြုလုပ်ခဲ့ကြပါတယ်။ဘာစီလိုနာအနေနဲ့ဘီဘာအိုတို့ကြားပြောင်းရွှေ့ခြင်းသဘောတူညီမှုရတာနဲ့ဝီလီယမ်စ်ကပြောင်းရွှေ့မှုကိုအပိသက်နိုင်မှာပါ။ဘီဘာအိုကတော့ဒီတောင်ပန်ကစားသမားအတွက်ယူရိုသန်း60တောင်းဆိုနေတယ်လို့သိရပါတယ်။ဝီလီယမ်စ်ကပြီးခဲ့တဲ့ရာသီနှစ်ခုတွင်မှကျေစွမ်းတိုးတက်လာခဲ့ပြီးဘီဘာအိုနဲ့သူ့ရဲ့နောက်ဆုံးရာသီကလည်းထူးခြားခဲ့ပါတယ်။သူကလာလီဂါပွဲ29ပွဲမှာ9ဂိုးသွင်းယူပြီး9ဂိုးဖန်တီးပေးထားခဲ့ပါတယ်။ဒါ့အပြင်ယူရိုပါလိပြိုင်ပွဲမှာလည်းအဓိကကစားသမားတူဖြစ်ပါဝင်ခဲ့ပြီးဆီမီဖိုင်နယ်ထိရောက်ရှိခဲ့ရမှာ9ဂိုးသွင်း3ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။သူရဲ့ခြေစွမ်းတွေကြောင့်ယူရိုပါလိရဲ့နေရာလိုက်အကောင်းဆုံးအသင်းမှာပါဝင်ခွင့်ရရှိခဲ့ပါတယ်။ဘာစီလိုနာနဲ့ဝီလီယမ်စ်ကြားကဆွေးနွေးမှုတွေအောင်မြင်လာတာကဥရောပထိပ်တန်းကလပ်များစွာအတွက်ဆုံးရှုံးမှုတစ်ခုဖြစ်ခဲ့ပါတယ်။အာဆင်နယ်၊ချက်စီနဲ့ဘိုင်ယန်မြူးနစ်တို့ကလည်းစပိန်လက်ရွေးစင်ကစားသမားကိုပြင်းပြင်းထန်ထန်စိတ်ဝင်စားခဲ့ကြပါတယ်။ချက်စီကသူ့အခြေအနေကိုရာသီတစ်လျှောက်လုံးစောင့်ကြည့်ခဲ့တယ်လို့ယုံကြည်ရပြီးဘိုင်ယန်ကလည်းသူတို့အသင်းကလပ်ကမ္ဘာဖလားအတွက်အမေရိကန်ကိုမသွားခင်လေးမှာဆွေးနွေးမှုတွေလုပ်ခဲ့တယ်လို့သတင်းတွေကဖော်ပြပါတယ်။နောက်ဆုံးမှာတော့ဝီလီယမ်စ်ကစပိန်မှာပဲဆက်နေဖို့နဲ့သူ့ရဲ့စပိန်လက်ရွေးစင်အသင်းမော်ရာမဲပါဝင်တဲ့ project ကိုပူးပေါင်းမှုအတွက်ပို့ပြီးတော့နှစ်သက်ခဲ့တာကြောင့်ဘာစီလိုနာဘက်ကိုအောင်မြင်မှုလှည့်သွားခဲ့တာဖြစ်ပါတယ်။